ကောင်းကင်ဘုံနက်ပြည်မှာတော့စွန့်ခုံနှိမ်နှင်းမှုအတွက်ကြောက်စင်းဧကရေတို့ကအုံနောက်မုံတိုင်းတိုက်နေရပါပြီ။ဘုံကျောင်းနဲ့မင်းကဝူခေါင်းကိုစစ်တီတသိန်းလောက်တုံးပြီးနှိမ်နှင်းဖို့ကြိုးစားပါမယ်လို့ကြောက်စင်းဧကရေကိုပြောလိုက်ပါတယ်။ကြိုးစားပါမယ်ဆိုတာဖမ်းနိုင်ပါပြီလို့အာမခံတာမဟုတ်တဲ့အတွက်ကြောက်စင်းဧကရေကတော့ဘုံဝင်မကြပါဘူး။ဒီနေရာမှာအာချောင်နေကြဖြစ်တဲ့အဖြူအောင်ကျင်းနဲ့မင်းကကြောက်စင်းဧကရေရဲ့တူအာလန်ကိုအကူအညီတောင်းမယ်ဆိုလို့ရှိရင်ဝူခေါင်းကိုဖမ်းနိုင်မှာတေချာလောက်တယ်ဆိုပြီးအာဝင်ချောင်ပါတယ်။ဇက်ကြောင်းကိုဆက်မသွားခင်အာလန်ခေါ်အာလန်ရှန်နက်အကြောင်းကိုကျွန်တော်ရှင်းပြချင်ပါတယ်။အာလန်ကြောက်စင်းဧကရေညီမမွေးထားပြီးကြောက်စင်းဧကရေရဲ့တူရင်းခောက်ဖြစ်ပါတယ်။ကြောက်စိမ့်ဧကရေရဲ့ညမမသိမျိုးနဲ့မျိုးနွယ်ဖြစ်ပေမဲ့လူသားတအုပ်နဲ့ချစ်ကြိုက်ပြီးအာလန်ကိုမွေးထားတာဖြစ်တဲ့အတွက်ကြောက်စိမ့်ဧကရေကလည်းသဘောမတူပဲအာလန်တို့ကိုအမွေဖြတ်ဆွန့်လွတ်ထားတဲ့ပုံစံမျိုးမှာရှိပါတယ်ကျွန်တော်တို့ဇလန်းအကြောင်းကိုပဲပြန်သွားပါမယ်အဖီအောင်ကျင်နမင်းကအာလန်ကိုခေါ်ဖို့အတွက်ကြောက်စိမ့်ဧကရေကိုအကြံပေးလိုက်ပေမဲ့ကြောက်စိမ့်ဧကရေကတော့သဘောမကျပါဘူးအဲ့ဒါကြောင့်ဒီမြောက်ကိုဘသူဖမ်းနိုင်ရွှေသားတသိန်းစုချင်းမြင့်မယ်ဆိုပြီးအမိန့်စာကိုထုတ်ခိုင်းလိုက်ပါတယ်ပန်းသီးတောင်မြောက်တိုင်းပြည်မှာတော့သတင်းပို့တဲ့မြောက်လေးကဝူခုံးစီကိုအသေးအံပြေးပြီးသတင်းသွားပို့နေပါတယ်ဝူခုံးစီရောက်တော့ကောင်းကင်ဘိုးကနတ်တပားအစင်းလာပြီးသူ့ကိုယ်သူပါပြီးဘရင်လို့ပြောတယ်ပြီးတော့သူကအရင်လာနေကြဘဲလို့ရိုင်းဆိုင်မဟုတ်ဘူးရန်လိုတာလည်းမရှိဘူးဝူခုံးကိုတချင်းဆိုပြခြင်းလို့ပါလို့ပြောတယ်ဆိုတဲ့အကြောင်းကိုမြောက်လေးကဝူခုံးကိုပြောပြလိုက်ပါတယ်ဝူခုံးလည်းဒီဘေးကငေါ့ကိုမြန်မာအိုက်တော့ကမြန်မာပြည်သိန်းနဲ့များမှတ်နေလားမသိဘူးဆိုပြီးတွေးလိုက်ပါတယ်ပြီးတော့သူမြောက်တွေကိုအေးဆေးနေခဲ့ကြငါပြောသီးသွားကြွေးလိုက်အောင်မယ်ဆိုပြီးတော့ထွက်သွားပါတယ်ဝူခုံးလည်းပါပြီးဘရင်စီရောက်တော့ငါ့ကိုတချင်းဆိုပြခြင်းနဲ့သူကမင်းလားလို့မေးလိုက်ပါတယ်အဲ့ဒါနဲ့ပါပြီးဘရင်လည်းငါမင်းနဲ့မိတ်ဆွေဖြစ်ခြင်းလို့တချင်းဆိုပြပြီးမိတ်လာဖွဲ့တာပါလို့ဝူခုံးကိုပြောလိုက်ပါတယ်ဝူခုံးလည်းငါတချင်းတော့မဆိုတတ်ဘူးမိတ်ဆွေဖွဲ့ရတော့ကြိုက်တယ်အဲ့တော့မင်းဆိုပြခြင်းဆိုပြလီလို့ပြန်ပြောလိုက်ပါတယ်ပါပြီးဘရင်လည်းဂီတာကိုတီးပြီးတော့အောင်တော်လာမင်းကြီးလေကိုရောင်ဝါရီမထွန်းလင်းတော့မောင်မဲလုံးနဲ့ကောင်းကင်မှာချယ်ရီကင်းလို့စင်အဲ့လိုဆိုပြလိုက်တဲ့အတွက်ဝူခုံးလည်းသဘောတွေကျနေပါတယ်မင်းမချစ်တဲ့လောကမှာကိုဘဝအတိတ်ပဲမဲ့ဦးပြခါရီသိမ့်များဆိုတဲ့အပိုက်လေးရောက်တော့ဟူခုံးကမျက်လုံးလေးဆင်းပြီးတချင်းထဲမှာမျောနေပါတော့တယ်အဲ့ဒီချိန်ကောင်းကင်ဘုံကနေပါပီနတ်ဘရင်ရဲ့တငယ်ချင်း၃ပါးဖြစ်တဲ့နတ်စိမ့်နတ်ပြနတ်ဝါတို့ကဟူခုံးမျောနေတာကိုကြည့်ပြီးတော့ပျော်နေပါတယ်မဲနဲ့အယောင်နဲ့နတ်ပြငါတာဝန်ဖြစ်သွားပြီဆိုပြီးတော့ဟူခုံးကိုဖမ်းဖို့အတွက်အောက်ကိုဆင်းသွားပါတယ်ဟူခုံးတချင်းမှာမျောနေတဲ့အချိန်နတ်ပြသူ့မွေးထားတဲ့တီကောင်လောက်ရှိတဲ့နတ်ကားကိုလွတ်ပြီးတော့ဟူခုံးကိုပတ်ပြီးဖမ်းလိုက်ပါတယ်အဲ့ဒီမှာပါပီဘရင်နဲ့နတ်ပြမင်းတချင်းဆိုတာလဲမိုက်တယ်လို့ငါနဂါးနဲ့ဖမ်းလိုက်တာလဲအထာအရန်ကြတယ်ဆိုပြီးတယောက်ကိုတယောက်ချီးမွမ်းခန်းနေတင်နေကြပါတယ်ပြီးတော့ဝူခုံးကိုကြောက်စိမ့်ဧကရေကိုပေးပြီးစုတွေတွားထုတ်အောင်ဆိုပြီးတော့နဂါးပတ်ထားတဲ့ဝူခုံးကိုထမ်းပြီးတော့နှစ်ယောက်သားဒိုးသွားပါတယ်သူတို့ဖမ်းလာတာအတူဖြစ်နေပြီးဝူခုံးစစ်ကရှေ့ကနေဘွားခနဲ့ပေါ်လာကအကောင်ကြီးလှုပ်ပြလိုက်ပါတယ်ပြီးတော့အယူနှစ်ယောက်မင်းတို့ထမ်းလာတာဘာလဲဆိုတာပြန်ကြည့်လိုက်အောင်လို့ပြောလိုက်ပါတယ်နနပါလည်းပြန်ကြည့်လိုက်တော့ဝူခုံးမဟုတ်ပဲတောဝက်ကြီးဖြစ်နေပါတယ်အဲ့ဒါနဲ့အခြေအနေမကောင်းဆိုပြီးနှစ်ယောက်သားဒိုးသွားပါတယ်ဝူခုံးလည်းထုံးစံတိုင်းငါနဲ့တကယ်ချနိုင်တဲ့ကောင်အောင်ပဲလွတ်လိုက်ပါဆိုပြီးတော့အာချောင်လိုက်ပါတယ်အဲ့ဒီချိန်ကောင်းကင်ပေါ်မှာတိမ်မဲတွေရောက်ရှိလာပြီးဝူခုံးကိုတိုက်ခိုက်ဖို့အတွက်ဘုံချောင်းနဲ့မင်းနဲ့နတ်စစ်တီတသိန်းရရောက်ရှိလာပါတယ်ပြီးတော့ဝူခုံးကိုသူ့မြောက်တွေကိုမိုးကြိုးနဲ့ပစ်လိုက်တဲ့အတွက်ဝူခုံးလည်းတော်တော်လေးကိုဒေါသထွက်သွားပါတယ်အဲ့ဒါနဲ့ကောင်းကင်ပေါ်တက်သွားပြီးတွေးသမျှနတ်စစ်တီတွေကိုဒုံးနဲ့တမပါတော့တယ်အဲ့ဒီချိန်တရားမူလို့ခေါ်တဲ့လျက်စီးနှစ်သမီးကသူ့ရဲ့မွန်မန်နှစ်ချက်နဲ့ဝူခုံးကိုလျက်စီးတွေပစ်လိုက်ပါတယ်ဝူခုံးကဘာမှမဖြစ်ပဲစွမ်းအအောင်ပိုကြီးသွားပြီးနတ်စစ်တီတွေကိုဂျပန်ကားတွေကလိုကျင်းစက်နဲ့လိုက်တို့ပါတော့တယ်နတ်စစ်တီတသိန်းရှိနေတဲ့တိမ်မဲတစ်ခုလုံးကိုလည်းကျင်းစက်နဲ့တို့လိုက်တယ်လို့ဓာတ်လိုက်ကုန်ပြီးနတ်စစ်တီလည်း OES တွေဖြစ်ကုန်ပါတယ်တစ်ဖက်မှာတော့ကြောက်စိမ့်ဧကရေရဲ့တူအာလန်ရှန်သူ့ရဲ့ခွေးလေးနဲ့ဘောလုံးကစားနေပါတယ်။ကစားနေရင်သူ့ရဲ့တတိယမျက်လုံးနဲ့နက်တွေဘာဖြစ်နေလဲလမ်းကြည့်လိုက်တဲ့အချိန်မြောက်တကောင်ကိုချပြီးမနိုင်ကြောင်းသူ့တပည့်တွေကိုရှင်းပြနေပါတယ်။တပည့်တွေကလည်းအာလန်ရှန်ကိုသွားကူညီတင်ကြောင်းပြောပေမဲ့အာလန်ရှန်သူ့တောက်ကြောင်မဟုတ်လို့မကူညီဘူးလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒါနဲ့တပည့်တယောက်ကကူညီပြီးမြောက်ကိုဖမ်းပေးနိုင်ဦးလေးဖြစ်တဲ့ကြောက်စိမ့်ဧကရေနဲ့ပြန်လဲအဆင်ပြေနိုင်ကြောင်းပြောပေမဲ့အာလန်ရှန်ကငါတော့မသွားနိုင်ဘူးသူတို့လာခေါ်မှာပဲကူညီမယ်ဆိုပြီးအထာကိုင်းနေပါတယ်။တစ်ဖက်မှာဝူခုံးကနတ်စစ်တီတသိန်းကိုသူ့ရဲ့ဒုတ်ကြီးလေးဝေတိုင်းနဲ့တမပေးလိုက်တာကြောင့်ဘုံချောင်းနဲ့မင်းလဲပန်းသီးတောင်ကနေလစ်သွားပါတယ်ဝူခုံးရဲ့မြောက်တပည့်တွေလည်းနတ်စစ်တီတသေးကိုတော့ဝူခုံးကနိုင်သွားတာဖြစ်တဲ့အတွက်အားလုံးကပျော်နေပါတယ်နတ်စစ်တီရေးစီကပြုတ်ကျလာတဲ့ချက်ဝစ်တန်စာတွေကိုကြီးမနိုင်ညာစည်းမှာဘေးတို့ရေးသလိုရွေးပြီးမြောက်တွေလည်းရှောက်ဝစ်နေပါတယ်ကောင်းကင်ဘုံနတ်ပြည်မှာတော့ကြောက်စိမ့်ဧကရေကတော်တော်လေးကိုဒေါသထွက်နေပြီးမြောက်ကိုဘယ်လိုရှင်းရမလဲမသိတော့တဲ့အတွက်ကွမ်ရင်မဲတော်အကူအညီတောင်းနေပါတယ်ကွမ်ရင်မဲတော်ကသူကိုယ်တိုင်အကူအညီပေးလို့မရတာဖြစ်တာကြောင့်အာလန်ရှန်ကိုအကူအညီတောင်းကြည့်ဖို့ကြောက်စိမ့်ဧကရေကိုတိုက်တွန်းလိုက်ပါတယ်ကြောက်စိမ့်ဧကရေလည်းသူညမကိုစိတ်ဆိုးနေတာမပြေသေးတာကြောင့်ကွမ်ရင်မဲတော်ကအာလန်ရှန်ကိုတူပဲမခေါ်ခြင်းလို့ရတယ်မတော်ခြင်းလို့မှမရတာအတိတ်ကိုအတိတ်မှာထားပလိတ်ကိုဂိမ်းမှာထားဖို့အတွက်ပြောလိုက်ပါတယ်အဲ့ဒါနဲ့ထုံးစံတိုင်းအဖြူအောင်ကျဲနမင်းလဲအာလန်ရှန်ရှီသွားပါတော့တယ်အာလန်ရှန်ရှီရောက်တော့မင်းဦးလေးကြောက်စိမ့်ဧကရေကမင်းတို့စိတ်ဆိုးပြေသွားပြီးမြောက်မိတ်စာကိုဖမ်းပေးဖို့အတွက်ရွှေသားတသိန်းလဲမင်းကိုပေးလိုက်ကြအောင်ပြောပြလိုက်ပါတယ်အဲ့ဒါနဲ့အာလန်ရှန်လဲငါမှဘာမှမလုပ်ရသေးတာဒီရွှေသားတသိန်းကိုမယူခြင်းပါဘူးဆိုပြီးပြန်ပြီးမောက်မာပြလိုက်ပါတယ်ပြီးတော့နတ်စစ်တီတသိန်းအောင်ရှိနေတာဒီမြောက်လေးကိုဘာလို့မနိုင်တာလဲလို့မေးရတဲ့အတွက်အဖြူအောင်ကျဲနမင်းကသူတို့လည်းမနိုင်ဘူးမင်းပဲဖမ်းပေးမှရမှာလို့ပြောတဲ့အတွက်အာလန်ရှန်လဲဖီးတက်သွားပြီးအလုပ်ကိုလက်ခံလိုက်ပါတယ်
ပါတယ်ပြီးရတဲ့သူ့ရဲ့ခွေးလေးကိုစပိုင်လုပ်ဖို့အတွက်ပန်းသီးတောင်မြောက်တိုင်းပြည်ကိုလွတ်လိုက်ပါတယ်ခွေးလေးလည်းပန်းသီးတောင်မြောက်တိုင်းပြည်ကိုရောက်ပြီးခွေးပေါက်လေးအသွင်ပြောင်းကဒဏ်ရာရခြင်းအောင်ဆောင်နေပါတယ်ခွေးပေါက်လေးကိုမြောက်မလေးကတွေ့သွားပြီးဝူခုံးစီခေါ်သွားကဒဏ်ရာရနေတာဖြစ်တာကြောင့်ကုပေးဖို့အတွက်ဝူခုံးကိုပြောလိုက်ပါတယ်ဝူခုံးလည်းခွေးလေးကိုတနာသွားပြီးသူ့ရဲ့စွမ်းအားတွေကိုသုံးကခွေးလေးဒဏ်ရာတွေပြအောင်ကုပေးလိုက်ပါတယ်ခွေးလေးကချစ်စရာကောင်းနေတာကြောင့်ဝူခုံးနဲ့မြောက်ပေါင်းပါလေးလည်းခွေးလေးကိုမွေးစားလိုက်ပြီးခွေးလေးကစားနေတာကိုကြည့်ပြီးတော့အားလုံးလည်းပျော်ရွှင်နေကြပါတယ်ညရောက်တော့ဝူခုံးတို့အိတ်နေချိန်ခွေးလေးကကတ်တိုးလေးဒိုးသွားပြီးပန်းသီးတောင်ရဲ့နောက်ပေါက်လွတ်ဝက်လန်းကိုရှာဖွေတွေ့ရှိသွားပါတယ်ပြီးရတဲ့အာလန်ရှန်ကြီးသွားပြီးပန်းသီးတောင်ရဲ့လွတ်ဝက်နောက်ပေါက်ကြောင်းအာလန်ရှန်ကိုပြောပြလိုက်ပါတယ်အာလန်ရှန်လည်းအဆောင်နေမရှိတဲ့နောက်ပေါက်ကိုတီးသွားတာဖြစ်တဲ့အတွက်မြောက်ကိုသူလမ်းကြောင်းလွှဲထားမယ်သူတပည့်တွေကိုနောက်ပေါက်ကနေဝင်ပြီးပန်းသီးတောင်တိုက်ခိုက်ဖို့အတွက်ညွှန်ကြားနေပါတယ်နောက်နေ့မနက်မှာဦးခုံးကနိုးလာပြီးခွေးလေးကိုမတွေ့လို့ရှာနေတာကြောင့်မြောက်မလေးကအစာသွားရှာတာဖြစ်နိုင်တယ်လို့ဦးခုံးပြောလိုက်ပါတယ်။အဲ့ဒီချိန်သတင်းပို့မြောက်ရောက်လာပြီးပန်းသီးတောင်အပြင်မှာမျက်လုံးသုံးလုံးနဲ့ဘဲတွေရောက်နေကြောင်းဦးခုံးပြောပြလိုက်ပါတယ်။ဦးခုံးလည်းသူ့တပည့်တွေကိုသူ့အမိတ်မရရင်ဘာမှမလုပ်ဖို့မှာကြပြီးပန်းသီးတောင်အပြင်ကိုဒိုးသွားပါတယ်။ဦးခုံးလည်းအာလန်ရှန်ကြီးကိုရောက်ရှင်မင်းကအာလန်ရှန်လားငါနဲ့ချဖို့လားလို့တန်းမေးလိုက်ပါတယ်။အာလန်ရှန်လည်းမင်းမနေပြီးငါမင်းနဲ့ချဖို့လာတာမဟုတ်ဘူး။ကြောက်စိမ့်အကလေးရဲ့ညွှန်ကြားချက်အရမင်းကငါဖမ်းဖို့လာတာမင်းလက်နဲ့ချလိုက်ပါလို့ဦးခုံးပြန်ပြောလိုက်ပါတယ်။အဲ့ဒါနဲ့ဦးခုံးလည်းဟမ်မင်းအမေကတာမန်လူနဲ့ကြိုက်လို့ကြောက်စိမ့်ဧကလေးက18နှစ်တောင်ထောင်ချခဲ့တာမဟုတ်ဘူးလားလို့ခနဲ့လိုက်ပါတယ်အပြင်မှာလည်းမဟုတ်ပါဘူးဇကားထဲမှာလည်းအဆင်မတူရင်မပြီးသားပါဘူးအဲ့တော့ညောင်နီတို့ပတ်စံသာရှာပါအာလန်ရှန်လည်းတင်းသွားပြီမင်းကငါဦးလေးနဲ့ငါ့ကိုရန်တိုက်နေရလားလို့ပြောကဝူခုံးကိုလှန်နဲ့ကော်ထိုးလိုက်ပါတယ်ဝူခုံးလည်းလွန်းထွက်သွားတာကြောင့်အာလန်ရှန်လည်းဝူခုံးလစ်သွားပြီးတော့ထင်သွားပါတယ်ခဏကြာတော့ဝူခုံးကအနောက်ကပြန်ရောက်လာပြီးမင်းတို့ဒီလိုဆက်ဆံထားတာတော့မင်းကသူ့စီမှာအမှုထမ်းနေတုံးလားမင်းကကြုံစိမ့်မပြောက်တဲ့ကောင်ပဲဆိုပြီးအာလန်ရှန်ကိုမခံချင်အောင်ပြောလိုက်ပါတယ်အာလန်ရှန်လည်းမြောက်မသားဆိုပြီးတော့နှစ်ယောက်သားကောင်းကင်ပေါ်တက်ပြီးချပါတော့တယ်အဲ့ဒီချိန်အာလန်ရှန်ရဲ့ခွေးကအာလန်ရှန်ရဲ့တပည့်နှစ်ယောက်ကိုပန်းသီးတောင်ကူထဲကိုဝင်ဖို့နောက်ပေါက်ကိုလိုက်ပြပါတယ်တစ်ဖက်မှာလည်းအာလန်ရှန်နဲ့ဝူခုံးကတယောက်ကအကြီးလှုပ်လိုက်တယောက်ကတေးသေးလေးလှုပ်လိုက်တယောက်ကအကြီးပြန်လှုပ်လိုက်တယောက်ကတေးသေးလေးလှုပ်လိုက်နဲ့တေးသေးလေးပဲလားကြီးကြီးလားဆိုပြီးနှစ်ယောက်လုံးချနေပါတယ်အာလန်ရှန်ရဲ့တပည့်နှစ်ယောက်ကခွေးရဲ့လမ်းပြမှုနဲ့ပန်းသီးတောင်ကူထဲကိုရောက်သွားပြီးမြောက်တွေကိုမီးရှို့တာမြောက်တွေလည်းထွက်ပြေးနေရပါတယ်ဒီမြင်ကွင်းကိုဝူခုံးကမြင်သွားပြီးတကယ်တီးတော့မင်းထင်တာမဟုတ်ပါဘူးခြုံနောက်မှာသွားပုံနေတာပါမိမတွေလိုပဲမြောက်စိတ်ကခံမှန်းလို့မရပါဘူးပြီးတော့ငှက်ရောင်ဆောင်လိုက်ပါတယ်အာလန်ရှန်လည်းနောက်ကနေလိုက်ရှာပြီးငှက်ရောင်ဆောင်နေတဲ့ဝူခုံးကိုတတိယမျက်လုံးနဲ့ကြည့်လိုက်တာသိသွားပါတယ်အဲ့ဒါနဲ့အာလန်ရှန်လည်းလက်ဓာတ်ရောင်ဆောင်ပြီးငှက်ဝူခုံးနောက်ကိုလိုက်ပါတယ်ဝူခုံးလည်းထွက်ပြေးနေရပါတယ်ဒီနှစ်ကောင်ဘာတွေလုပ်နေမှန်းလည်းမသိပါဘူးဝူခုံးလည်းဗျမ်းရောင်ဆောင်ပြီးလက်ဓာတ်ကိုပြန်လိုက်ပါတယ်အဲ့ဒါနဲ့လက်ဓာတ်ကပြန်ထွက်ပြေးရပါတယ်ရှုံနေတာပဲလက်ထလည်းမြေကြီးပေါ်မှာနားနေချိန်ဗျိုင်းဟူခုံးကအပိုင်ပဲဆိုပြီးနှုတ်သီးနဲ့ထိုးတာမြေကြီးမှာနှုတ်သီးစိုက်ပြီးတန်းလိုင်းဖြစ်နေပါတယ်ဘေးကကြီးနေတဲ့အာလန်လည်းဗျိုင်းကိုအပိုင်ပဲဆိုပြီးစက်သိက်ရောင်ဆောင်ပြီးခုံအုပ်လိုက်တာဗျိုင်းဟူခုံးကဖြူးရောင်ဆောင်လိုက်တဲ့အတွက်လက်တွေကိုဖြူးအချုံတွေစိုက်ကုန်ပါတယ်ဒီနှစ်ကောင်တော်တော်အားနေပုံပါပဲဘာတွေလုပ်နေမှန်းလည်းမသိပါဘူးဖြူးခုံးလည်းတောင်းကိုဆင်းသွားပြီးအိမ်သေးသေးလေးပုံဟန်ဆောင်လိုက်ပါတယ်အိမ်လေးကတော့ဖြစ်သွားပေမဲ့အမီကိုဘယ်နေရာထားမှန်းမသိလို့အနောက်မှာတိုင်ထောင်ထားပါတယ်ဝူခုံးပြောက်သွားလို့လိုက်ရှာနေတဲ့အာလန်ရှန်လည်းအိမ်လေးကိုတွေ့သွားတာကြောင့်တတိယမျက်လုံးနဲ့ကြည့်လိုက်တာဝူခုံးမှန်းသိသွားပါတယ်။သူလည်းထင်းခုတ်သမားရောဟန်ဆောင်ပြီးဝူခုံးအမီလှုပ်ထားတဲ့တိုင်အောင်ပစိန်နဲ့ခုတ်ဖို့ရွယ်ချလိုက်ပါတယ်။ဝူခုံးလည်းနာမှာဆိုလို့ထွက်ပြေးသွားပါတယ်။ရီးသားစိတ်ဆိုးနေလို့နောက်ကနေလိုက်ချော့နေသလိုပါပဲ။ဒီနှစ်ကောင်ဂေးနေရလားမသိပါဘူး။ဘာတွေလုပ်နေမှန်းအခုဒီနားမလဲတာပါ။ဝူခုံးလည်းအာလန်ရှန်တော်တော်ဆိုးတယ်။ငါအမီကိုခုတ်ပစ်တယ်။မုန်းတယ်ဆိုပြီးနှွဲ့နေပါတယ်။တကယ်ဂေးနေတာပါ။အဲ့ဒီချိန်ကောင်းကင်ပေါ်မှာဘုံချောင်းနဲ့မင်းနဲ့အတူထိုက်ရှန်လောင်ချင်းလို့ခေါ်တဲ့ထိုက်ရှန်နဲ့အဖိုးကြီးတို့ကဝူခုံးကိုဖမ်းဖို့အတွက်ရောက်ရှိလာပါတယ်။ထိုက်ရှန်နဲ့အဖိုးကြီးလည်းသူ့မှာဝိဇ္ဇာလက်ကောက်ပါတယ်။အဲ့ဒီလက်ကောက်နဲ့ဝူခုံးကိုဖမ်းမယ်ဆိုပြီးအောက်ကိုဆင်းသွားပါတယ်။အာလန်ရှန်ရဲ့ခွေးကလည်းဝူခုံးကိုမြားခေါ်ဖို့အတွက်ခွေးသေးသေးလေးအောင်ပြန်ဆောင်ပြီးဝူခုံးကိုဟောင်ပြနေပါတယ်။ဝူခုံးလည်းခွေးလေးကိုတွေ့သွားပြီးခြိထားတဲ့အချိန်နောက်ကနေထိုက်ရှန်နဲ့အဖိုးကြီးကဝိဇ္ဇာလက်ကောက်နဲ့ဝူခုံးရဲ့ခေါင်းကိုကောက်ထုလိုက်ပါတယ်။အာလန်ရှန်လည်းဝူခုံးကိုနောက်ကနေလှန်ထဲထောက်ပြီးခွေးကလည်းသူ့ခွေးဆိုတဲ့အကြောင်းပြောပြလိုက်ပါတယ်။ဝူခုံးကခွေးကိုခွေးထဲမှာမင်းကတော်တော်တောက်ချက်မရှိတဲ့ခွေးပဲနင်းလိမ့်နဲ့နင်းညာတဲ့နင်းဘလူးမလို့ပြောပြီးအပိုင်းကားလည်းပြီးသွားပါတယ်။